စကိုင်းတိုင်းဒေသတစ်ပိုင်းကဟောမလင်းမြို့ဟာကျွန်းနေတာပြောနေတာပေါ်ဆွေတဟာညော်မျောနေရှာခင်မီလာပါတဲ့တတိုင်းများနေရပန်းစားကမြို့ရောတော့ဟာအကြိုက်တွေ့ဒီမှာဘော်ဓာတွေအားလုံးကကြည်ပြူပြစ်မဖွဲဤလူချစ်တဲ့အေဝဆန်တာစကိုင်းတိုင်းဒေသတစ်ပိုင်းကဟောမလင်းမြို့ဟာကျွန်းနေတာပြောနေတာပေါ်ဆွေတဟာမျောမျောနေရှာခင်မီလာပါတဲ့တတိုင်းများနေရပန်းစားကယူရောတော့ဟာအကြိုက်တွေ့စီမှာဘော်ဓာတွေအားလုံးကကြည်ပြူပြစ်မဖွဲဤလူချစ်တဲ့အေဝဆန်တာညာမြေမာကေတာအလပါမြို့တိုင်းနေတိုင်းမှာအေဝါဆိုအေဝါပါစပင်းလေအလပြေမိတ်ကစရုံးလေးပြေမင်္ဂလာဆောင်ကတိန်ဝဲငယ်နဲ့အလူတော်ပွဲများကိုပါပန်းလာရင်းနဲ့လေအလဆင်ပေးနေတာဇိုင်းနာတက်ကလေးများနေမြေရလူတိုင်းကြည်နူးသေးရမှာမာမှုပညာသမီးသားကဝရဏပါမင်္ဂလာအောင်မောင်ကြီးနဲ့ဖို့ချစ်လို့လေကားပြမှာမာမှုပညာသမီးသားကဝရဏပါမင်္ဂလာအောင်မောင်ကြီးနဲ့ဖို့ချစ်လို့လေကားပြမှာအကလည်းတင်ကပရိသနာဝလာရှာနောက်မကြည့်ရဲ့ကွယ်ဘောလုံးဝီရဲ့အနိနာမတီရှိနေတယ်ဗျာစီကျူလို့နေမှာဟောမလီမျိုးကအေဝဆန်ပါကျွန်တော်ချစ်ရတော့အနေနဲ့ရရပါဥဥဒေါ်တော်အကိုမတွေရွှေလန်းချမ်းမြေပါစေလို့ကိုဖိုးကောင်မိုက်ဖြူစင်ပါလီမောင်ပိုင်စီတော်တို့မှာနှုတ်ခွန်းတော်များဆက်တလိုက်ရပါလေခင်ဗျာတမုတ်ရဝမ်းစာရင်းမှုစံဂီတာညက်ဆိုင်မိတ်ကစရုံးပြင်းပန်းလာလေးတွေနဲ့အတူဒါလိုက်နာလုပ်ငန်းများကိုမြို့ရောတော့ပါမကြလူကြီးလူငယ်များအကြိုက်ဆောင်ရွက်ပေးနေပါပြီလို့အဲမှာဆန္ဒမှဖိတ်ခေါ်လိုက်ပါရစေလားခင်ဗျာစကိုင်းတိုင်းဒေသတစ်ပိုင်းကဟိုလင်းမြို့ဟာကျွန်းနေတာပြောနေတာပေါ်ဆွေတဟာညော်မျောနေရှာခင်မီလာပါတဲ့တဆိုင်များနဲ့ရပန်းစားယူရောတော့ဟာအကြိုက်တွေ့စီမှာဘော်ဓာတွေအားလုံးကကြည်ပြူပြစ်မဖွဲဤလူချစ်တဲ့အေဝဆန်တာညာမြေမာကေတာအလပါယူတိုင်းနေတိုင်းမှာအေဝါဆိုအေဝါပါစပင်းလေအလပြေမိတ်ကစရုံးလေးပြေမင်္ဂလာဆောင်ကတိန်ဝဲငယ်နဲ့အလူတော်ပွဲများကိုပါပန်းလာရင်းနဲ့လေအလဆင်ပေးနေတာဇိုင်းနာတက်ကလေးများနေမြေရလူတိုင်းကြည်နူးသေးရမှာမာမှုပညာသမီးသားကဝရဏပါမင်္ဂလာအောင်မောင်ကြီးနဲ့ဖို့ချစ်လို့လေကားပြမှာမာမှုပညာသမီးသားကဝရဏပါမင်္ဂလာအောင်မောင်ကြီးနဲ့ဖို့ချစ်လို့လေကားပြမှာအကလည်းတင်ကပရိသနာဝလာရှာနောက်မကြည့်ရဲ့ကွယ်ဘောလုံးဝီရဲ့အနိနာမတီရှိနေတယ်ဗျာစီကျူလို့နေမှာဟောမလီမျိုးက